မိတ်ဆွေတို့ရဲ့ PC နဲ့ဖုန်းတွေကိုအမြဲတမ်းလုံခြုံအောင်မထားချင်ဘူးလားမင်္ဂလာပါအသုံးပြုနေတဲ့ network တွေကိုလုံခြုံစေဖို့လိုအပ်နေလား VPN သုံးခြင်းဖြင့်အသုံးပြုနေတဲ့ internet ကို cloud web ပေးတာကြောင့် online လှုပ်ရှားမှုများကိုတည်တတ်လုံခြုံစေပါတယ်အထူးသဖြင့် public wifi တွေကိုအသုံးပြုရတဲ့အခါကိုယ်တဲ့တွေလုံခြုံစေဖို့ VPN ကမရှိမဖြစ်လိုအပ်ပါတယ်ကဘာကြီးနဲ့ချိတ်ဆက်မှုတိုင်းကိုလုံခြုံစေဖို့လား Web protection ကိုသုံးမယ်ဆိုရင် internet security ချိုးဖောက်ထားသောအနေရရှိသည့် website များလိမ်လည်လှည့်ဖျားထားသော phishing site များကိုအမြဲစီစစ်ပေးပြီးသတိပြုမိနိုင်တာကြောင့်မိမိတို့၏ကိုယ်ရေးကိုယ်တာအချက်လက်များနဲ့ငွေကြေးများခိုးယူခံရမှုကိုကာကွယ်နိုင်ပါတယ် virus ကူးစက်နိုင်ခြေကိုအမြဲကာကွယ်ထားခြင်းလား real time antivirus သုံးထားခြင်းဖြင့်virus, malware, ransomware အစရှိသဖြင့် cyber ခြိမ်းခြောက်မှုများအားလုံးမှမိမိတို့၏ PC နှင့်ဖုန်းများကိုအချိန်နှင့်တပြေးညီစောင့်ကြည့်ကာကွယ်ပေးမဲ့ real time protection ရရှိနိုင်မှာဖြစ်ပါတယ်အလိမ်အညာ text message တွေကိုကာကွယ်ထားခြင်းလား protect from text scams ကိုအသုံးပြုထားမယ်ဆိုရင်သင်ကကန်တူးသူပဲဒီ link လေးထဲဝင်ပြီးလက်ဆောင်ရယူလိုက်ပါဒီလိုဘလာတွေပြောထားတဲ့ scammer တွေရဲ့ text message တွေအားလုံးကိုကာကွယ်တားဆီးထားနိုင်မှာဖြစ်ပါတယ်အလိမ်အညာ email message တွေကိုရောကာကွယ်ထားခြင်းလား protect from email scams ကိုအသုံးပြုထားမယ်ဆိုရင် scammer တွေရဲ့ထင်ယောင်ထင်မှား mail အတုတွေကနေ phishing link တွေကိုမှားနှိပ်မိပြီး phishing လုပ်ခံရနိုင်ခြေကိုသိရှိကာကွယ်နိုင်မှာဖြစ်ပါတယ်ချိတ်ဆက်အသုံးပြုတဲ့ wifi တွေကရောလုံခြုံရဲ့လား public wifi တွေကိုအသုံးပြုတဲ့အခါ man in the middle evil twin တို့လိုမျိုး attacking တွေ packet sniffing နဲ့ malware injection တွေလို hacking လုပ်ခံနိုင်ခြေတွေကြုံရနိုင်ပါတယ်ကိုယ်တိုင် public wifi ကို permission ပေးလိုက်မိပြီးနောက်သတိတောင်မထားမိလိုက်ချိန်မှာအဲ့လိုခံရတာတွေမဖြစ်ရလေအောင်အသုံးပြုမဲ့ wifi တွေကိုစစ်ဆေးပြီးမှအသုံးပြုသင့်ပါတယ်ဒါတွေအားလုံးကို McAfee Total Protection နဲ့ပြည့်စုံစေလိုက်ပါကဘာကြီးနဲ့တင့်ကြားချိတ်ဆက်နေမှုတိုင်းကိုလုံခြုံနေစေဖို့ McAfee Total Protection ကိုအသုံးပြုနိုင်ပါတယ်လိုင်စင်တစ်ခုဝယ်ယူပြီး PC တစ်လုံးဖုန်းတစ်လုံးပြိုင်တူအသုံးပြုနိုင်မှာဖြစ်ပါတယ်ဒါပဲလားဆိုတော့ဘဲကမလဲဗျာနောက်ထပ်အသုံးဝင်တဲ့ features တွေအများကြီးရှိပါသေးတယ်ဆက်ကြည့်လိုက်ရအောင်PC software မှာဆိုရင်မလိုအပ်တဲ့ file တွေကိုပြန်ရှာမရနိုင်အောင်ဖျက်ချင်း file shredder နဲ့ advanced firewall နဲ့ကာကွယ်ထားခြင်းတွေကိုပါအသုံးပြုနိုင်မှာဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့ digital life ကိုလုံခြုံအောင်ထားနိုင်ဖို့အခုပဲဆက်သွယ်ပြီးလေ့လာဝယ်ယူအသုံးပြုလိုက်ပါကျေးဇူးတင်ပါတယ်